အိမ်နောင်ရှင်အမျိုးသားများကဖောက်ပြန်ပြီးတော့သွားကြလို့စိတ်ဆင်းရဲကိုယ်ဆင်းရဲတောကများနဲ့နေထိုင်ပြီးတော့နေကြရတဲ့အိမ်နောင်တဲ့အမျိုးသမီးများရဲ့ပို့ထားတဲ့စာလေးတွေများစွာရှိနေတယ်။ဒါကြောင့်ဒီပြောဆိုလူမျိုးကိုပြောကြားလိုက်ပါတယ်။ယောက်ျားတစ်ယောက်ထားသွားတာခံရတာနဲ့ယောက်ျားတစ်ယောက်ကပြစ်ထားခဲ့တာခံရတာနဲ့မိန်းမတစ်ယောက်ရဲ့ဘဝကပျက်စီးသွားရမှာလားပျက်စီးမသွားပါဘူးမိန်းမတစ်ယောက်ရဲ့ဘဝကအဲ့ဒါလောက်အစွမ်းတတ္တိနည်းသလားမိန်းမတစ်ယောက်ရဲ့ဘဝကယောက်ျားတဦးရဲ့လက်ထဲမှာပဲရှိနေရတာလားတကယ်လို့ကိုယ့်ဘဝကယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာပဲရှိနေတာဆိုရင်လေဘယ်သူကမှထည့်ပေးလိုက်တာဟုတ်မှာမဟုတ်ပါဘူးဘယ်နတ်ဘယ်ပြမဘယ်ကကြမာတွေကမှထည့်ပေးလိုက်တာမဖြစ်နိုင်ဘူးကိုယ်တိုင်ငါကိုထည့်ထားလို့ပဲဖြစ်ပါလိမ့်မယ်ကိုယ့်ဘဝကိုကိုယ့်လက်ထဲမှာပဲထားပါကိုယ့်ဘဝကိုဘယ်သူလက်ထဲမှာမှပုံမအပ်ထားပါနဲ့တကယ်ကတော့မိန်းမတစ်ယောက်ရဲ့ဘဝမှာယောက်ျားတစ်ယောက်မရှိလို့မဖြစ်တာမဟုတ်ဘူးအဲ့ဒီယောက်ျားမရှိရင်မဖြစ်ဘူးလို့လက်ခံယုံကြည်ထားတဲ့စိတ်ခံယူထားတဲ့စိတ်ကြောင့်ဖြစ်နေတာပါယောက်ျားမရှိရင်မဖြစ်တော့ပါဘူးလို့ခံယူထားမိတဲ့ကိုယ်စိတ်ကြောင့်ဖြစ်နေတာဒါကြောင့်ငါအတွက်တီးသန့်မွေးပေးလာတဲ့ယောက်ျားတယောက်မှမရှိပါဘူးငါအတွက်ဘယ်သူမှတာဝန်ရှိမနေဘူးငါဘဝအတွက်ငါမှပဲတာဝန်ရှိတာဖြစ်တယ်ငါဘဝကိုငါကောင်းအောင်ဖန်တီးမယ်လို့အမြဲနှလုံးသွင်းထားပါမိန်းမတယောက်ရဲ့ဘဝမှာအာနာလွယ်တာယုံကြည်လွယ်တာစိတ်ခံစားမှုလွယ်တာစိတ်အားငယ်တတ်တာကိုအားနေတဲ့မိန်းမသားအားနွဲ့တဲ့မိန်းမလို့ခံယူထားတာမိန်းကလေးဆိုတာယုံနေတဲ့သူဖြစ်တယ်ဆိုတဲ့ခံယူထားမှုတွေဟာကိုယ့်ဘဝကိုပျက်စီးခြင်းအားငယ်စိတ်ဖြစ်ခြင်းစိတ်ဆင်းရဲခြင်းအလိမ်ညာခံရခြင်းအနိုင်အထက်ပြုခံရခြင်းတွေရဲ့အဓိကအကြောင်းရင်းတွေပါတယ်လို့မြင်မိတယ်အမေမွေးလာတုန်းကလည်းတယောက်တည်းမွေးလာတာသေတဲ့အခါမှာလည်းတယောက်တည်းသေရမှာကိုသူမရှိမဖြစ်ပါဘူးဆိုတာတကယ်မဟုတ်ပါဘူးကိုယ်စိတ်ထဲကိုယ်အတိထဲမှာအမြဲထည့်ထားရမှာကကိုအမြဲတမ်းတတ်ရနေပါတန်တန်ရှင်းရှင်းနေပါစိတ်ကောင်းစေတနာကောင်းအမြဲမွေးမြူထားပါကိုတာဝန်ကိုအလုပ်တွေကိုကြိုးစားလုပ်ကိုင်ဆောင်ရွက်ပါကိုခြေတော့ပေါ်ကိုရက်တည်နေအောင်ကြိုးစားအားထုတ်ပါကိုဘဝကိုအမြဲတမ်းလန်းဆန်းတက်ကြွနေပြီးတော့ကျမ်းမာအောင်နေပါကိုဘဝကိုကိုလက်ထဲမှာပဲရှိနေပါစေအဲ့ဒါလို့သာကိုဘဝကိုကိုဟာအကောင်းဆုံးနေပါရဲ့နဲ့ကိုစီကထွက်သွားတဲ့ယောက်ျားတစ်ယောက်ကိုဆွဲမထားပါနဲ့သူဟာကိုနဲ့မတန်လို့လဲဖြစ်နိုင်တယ်မဟောဒရာပညာရှိကပြောတဲ့စကားလေးတစ်ခွန်းရှိတယ်မိန်းမကောင်းကိုယောက်ျားကစွန့်ပစ်သွားတယ်ဆိုတဲ့စကားကိုကျွန်ုပ်ယုံကြည်ပါတယ်တဲ့ဘာကြောင့်လဲဆိုရင်တိရိစကာလကာနိစနာသမင်တိကုရာစနံကျက်တည်မင်္ဂလာရှိတဲ့မိန်းမကောင်းသားကိုစိတ်ဓာတ်ယုံညံ့အသိဉာဏ်နည်းတဲ့ယောက်ျားဆိုတာဘယ်တော့မှနေနိုင်မှာမဟုတ်ဘူးတဲ့စိတ်ဓာတ်မြင့်မြတ်တဲ့မိန်းမနာကိုပေါ့ပြက်ပြက်ယောက်ျားတွေနေနိုင်မှာမဟုတ်ဘူးတဲ့တက္ကသိုလ်ကဒီတာပါမောက္ခဆရာကြီးကသိတ်ချော်သိတ်လှပြီးတော့ကြက်တည်ရှိတဲ့သမီးကိုအကြီးဆုံးတပည့်နဲ့ထုံးစံအရာမှုထိမ်းများပေးလိုက်ပြီမဲ့အသိဉာဏ်နှိမ်ပါပြီးတော့စိတ်ဓာတ်ဖောက်ပြားတဲ့ပိန်ဂုတ်တရဆိုတဲ့ယောက်ျားကညဆိုအတူမအိပ်နိုင်ဘူးမိန်းမကကြက်တည်တိုက်ခန်းအိပ်ရင်ပိန်ဂုတ်တရယောက်ျားဖြစ်သူကမြေပေါ်တောင်ဆင်းအိပ်ရတယ်ဆရာကြီးကသမီးကိုထဲ့လိုက်တော့လဲလမ်းမှာတစ်ပင်ကြီးမှာဆူရီအုံပြီးတော့မိန်းမကိုပြစ်ထားခဲ့တာဒါပေမဲ့ဘုံကံနဲ့မိန်းမဆိုတာဘယင်ကလာပြီးတော့မိဖုရားမြောက်ခံလိုက်ရတယ်မဟုတ်လားဒီနေ့ဘယင်နဲ့မိဖုရားတိုင်ငံလှဲ့လေတော့ယောက်ျားဟောင်းပိန်ကုတ်တရာကခရောင်းကြိုက်လမ်းပြင်နေတာတွေ့တော့မိန်းမဟောင်းဖြစ်သူမိဖုရားကပြုံးနေဆိုပဲဒါကြောင့်ယောက်ျားကပြစ်သွားတဲ့ဆိုတိုင်းကိုဟာတန်ဖိုးမဲ့အသုံးမကျလို့မဟုတ်ပါဘူး
ကိုတန်ဖိုးနဲ့မထိုက်တန်လို့ယောက်ျားကပြေးရတာလဲဖြစ်နိုင်တာပါပဲအဓိကကမိဖုရားလို့တနေ့သူ့ရှိမှပြုံးနိုင်အောင်ကြိုးစားပါကိုယ်တိုင်ကတန်ဖိုးရှိနေဖို့ထက်အရေးကြီးတာဘာမှမရှိဘူးကိုယ့်ဘက်ကလူလေသေးမရှိကောင်းမှလျက်နဲ့ခဏခဏဖောက်ပြန်နေတဲ့သူပြုလို့ပြင်လို့လည်းမရနိုင်တော့တဲ့သူဆိုရင်ဆွဲမထားပါနဲ့ပထမဆုံးကိုယ့်အာယုန်နဲ့ကအရင်ဆွဲထုတ်ပြလိုက်ပါကိုယ့်ဘဝကိုယ့်ပလန်မှာသူမပါလဲသူ့ကိုမထဲ့တော့ပဲအရင်ဥဆုံးဘဝကိုစိတ်ကူးနဲ့တိဆောက်ပါတတ္တိရှိပါကိုယ့်ဘဝကိုမီးလောင်စေတဲ့မီးခဲမှန်ရင်မီးလောင်စေမှာတေးကြရင်အဲ့ဒီမီးလောင်စေမဲ့မီးကြီးခဲကိုရေရှိရင်ရေနဲ့အရင်ညှင်းတတ်ပါရေမရှိဘူးဆိုရင်နင်းချေပြီးတော့ညှင်းတတ်လိုက်ပါလူကိုအရင်တွန်းမထုတ်ပါနဲ့ရိုက်မထုတ်ပါနဲ့လူကိုပါဇက်နဲ့အော်ဟစ်ဆူဆဲမထုတ်ပါနဲ့နင်းနစ်နာနာပြောဆိုပြီးတော့မထုတ်ပါနဲ့လူကိုကိုယ်အာယုန်ထဲကအရင်ဆုံးထုတ်ပါကျန်တာသူ့ဘာသာဆုံးဖြတ်ပါလိမ့်မယ်သူ့ကိုဒုက္ခပြန်ပေးဖို့သူ့ကိုလက်စားချေဖို့သူ့ကိုမကောင်းဖြစ်စေချင်တာတို့ဆိုတာဒီကိုယ်အာယုန်ထဲမှာဘာမှမရှိပါစေနဲ့ကိုယ်အာယုန်ထဲမှာသူမပါတဲ့ကိုယ့်ဘဝကိုအကောင်းဆုံးတိဆောက်နိုင်အောင်ပဲစိတ်ကူးကြံစည်ပြီးတော့တိဆောက်နေပါကိုယ်အာယုန်ထဲမှာသူရှိနေသေးတာဆိုရင်တော့ကိုဟာခံရအောင်မှာဆိုတာသိထားပါလို့ပြောချင်တယ်လောကမှာသူမရှိရင်မဖြစ်ဘူးဆိုတဲ့စကားဟာစကားအဖြစ်ပဲရှိတဲ့စကားပါတကယ်မဟုတ်တဲ့စကားလုံးတက်တက်ရှိတဲ့စကားပါလို့ပြောကြရင်ညီကုန်းချုပ်ချင်တယ်အားလုံးဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်ညီကုန်းချုပ်လိုက်ပါတယ်